Mobile game တိုင်းမှာမြောက်ဆိုတဲ့အကောင့်တစ်ကောင်ရှိပါတယ်။သူတို့အကုန်လုံးကလည်းတရုတ်ကနဝင်စာပေဖြစ်တဲ့ Journey to the West တဲ့ကစွန့်ဝူခုံးဆိုတဲ့ character ကို inspire ယူထားတာဆိုတော့သူတို့ရဲ့ origin တွေကတိတ်မကွာကြပါဘူး။ Dota 2မှာဆိုရင် Monkey King, League of Legends မှာဆိုရင် Wukong, Honor of Game မှာဆိုရင်လည်းစွန့်ဝူခုံးစသဖြင့်အသီးသီးရှိကြပါတယ်။ဆိုတော့သူတို့ရဲ့ဇာတ်လမ်းတွေကတကယ်ပဲ Journey to the West တဲ့ကလိုပဲလား။ Wait ဒီတိုင်းဆိုရင်ဇာတ်လမ်းကပြင်းစရာကောင်းသားမှာပေါ့။ဒါကြောင့်အခုကျွန်တော်ပြောပြပေးသွားမယ်။ Mobile Legends ရဲ့ Land of Dawn ထဲမှာရှိတဲ့ Song ရဲ့ဇာတ်ကြောင်းစစ်မှန်ကိုသိလိုက်ရရင်တော့ခင်ဗျားတို့တော်တော်လေးအံ့ဩသွားမှာပါ။သူကရန်လိုတက်တဲ့မြောက်ဆိုးကြီးမဟုတ်တလို့နတ်ဖျားတွေကိုအကြောင်းမဲ့ပုံကန်ခဲ့တာလည်းမဟုတ်ပါဘူး။တကယ်တော့သူဟာချစ်စရာကောင်းတဲ့ပန်နာလေးတစ်ကောင်ကြောင့်တေချင်းတရားကိုစတင်သိရှိခဲ့ရတဲ့ဝမ်းနည်းစရာကောင်းတဲ့အတိတ်တစ်ခုရှိခဲ့တာပါ။ဒီနေ့မှာတော့ကျွန်တော်ကတခင်ကြီး Song ရဲ့အသစ်ထွက်ရှိထားတဲ့ law အပြည့်စုံကိုပြောပြပေးသွားမှာဖြစ်လို့စိတ်ဝင်စားတဲ့ဆိုရင်စလိုက်ကြရအောင်။တခါတော့က Cardiac River Land ရဲ့အနောက်ဘက်အစွန်ဖျားမှာရှိတဲ့ Mountain of Fighters ဆိုတဲ့တောင်ကြီးရဲ့ထိပ်ဆုံးမှာထူးဆန်းတဲ့ကြောက်တုံးကြီးတစ်ခုရှိခဲ့ပါတယ်။အဲ့ဒီကြောက်တုံးကြီးကတာမန်ကြောက်မဟုတ်ပဲကဘာမြေရဲ့အနှစ်သာရတွေကောင်းကင်ရံရဲ့စွမ်းအားတွေကိုနှစ်ပေါင်းထောင်ချီစုပ်ယူခဲ့တာပါ။ဒီနေ့မှာတော့ကောင်းကင်ရံကအတန်တွေမြည်လာပြီးအဲ့ဒီကြောက်တုံးကနေမြောက်တစ်ကောင်ထွက်ပေါ်လာခဲ့ပါတယ်။ဟုတ်ပါတယ်။ဒါကကျွန်တော်တို့သခင်ကြီးရဲ့အစပါ။သူဟာမွေးလာကလေးကတာမန်မြောက်တွေလို့မဟုတ်ပဲမျက်လုံးထဲမှာမီးတောက်တွေပါလာတယ်လို့သူ့ရဲ့ခန္ဓာကိုယ်ဟာလည်းနတ်ဖျားတွေရဲ့စွမ်းအားမျိုးကဲအောင်နေတာပါအဲ့နောက်မှာတော့သူဟာကောင်းကင်နဲ့မြေကြီးကြားမှာလွတ်လပ်စွာလှည့်လည်သွားလာနေတဲ့မသိမျိုးတောစားဝိညာဉ်တယောက်ဖြစ်လာခဲ့ပါတယ်ဒီနေ့မှာတော့သူဟာပန္နာအုပ်စုလေးတစုရဲ့ငိုကြွေးတံကိုကြားလိုက်ရပါတယ်အဲ့ဒီမှာပဲသူဟာတေချင်းတရားဆိုတဲ့စကားလုံးကိုစတင်ကြားပူးခဲ့တာပါအဲ့ဒီပန္နာလေးတွေကဆောင်းကိုလည်းမြင်ရောတောင်ဆောင်နဲ့မင်းကြီးဆိုပြီးအထင်မှားပြီးကိုးကွယ်ခဲ့ကြပါတယ်အဲ့ဒီပန္နာလေးတွေထဲမှာလီလီလို့ခေါ်တဲ့ပန္နာလေးတစ်ကောင်ဟာဆောင်းကိုအယမ်းကြည့်ညိုခဲ့ပါတယ်သူဟာနေတိုင်းတောင်ပေါ်ကိုတက်ပြီးအကောင်ဆုံးဆိုတဲ့မမွန်သီးတွေကိုစွန်းအတွက်လာပေးတတ်ပါတယ်။စွန်းကအစပိုင်းမှာတော့စိတ်ပြက်ပြီးအေးဆေးနေချင်တာကြောင့်အခြားတောင်တွေပေါ်ကိုပြောင်းသွားခဲ့ပါတယ်။ဒါပေမဲ့လီလီကတော့ဇွဲမလျှော့ခဲ့ပါဘူး။အဲ့ဒီတုန်းကစွန်းမှာနာမည်ဆိုတာလည်းမရှိသေးပါဘူး။သူ့အတွက်တောထဲတောင်ထဲမှာလွတ်လွတ်လပ်လပ်ရှောက်သွားနေရတာကပဲအဆင်ပြေနေခဲ့တာပါ။ဒီလိုနဲ့လီလီဟာစွန်းစီကိုနေတိုင်းလာပြီးနာမည်လမေးလေးရှိပါတယ်။ဒါပေမဲ့လီလီမေးတိုင်းစွန်းကမလိုပါဘူးလို့ပဲအမြဲညင်းခဲ့ပါတယ်။ဒီလိုနဲ့မထင်မှတ်ပဲစွန်းဟာဒီပန်နာလေးရဲ့အနောက်ရှက်ပေးခံရတာကိုတန်ရုံးစင်တွဲသွားမိခဲ့ပါတယ်။ဒီနေ့မှာတော့မိုးသေးထန်စွာရွာသွန်းပြီးပန်နာရွာလေးရေကြီးခဲ့ပါတယ်။လီလီဟာစွန်းအတွက်မမွန်တီတွက်ရှာနေရင်ရေစီးထဲမှာပါသွားခဲ့ပါတယ်။စွန်းပြန်ရောက်လာတဲ့အချိန်မှာတော့အားလုံးကအရန်နောက်ကျသွားခဲ့ပါပြီ။မတိမ်မျိုးစွန်းအားရှင်ကြီးဖြစ်ပေမဲ့လည်းစွန်းဟာလီလီကိုအသက်ပြန်သွင်းပေးဖို့မတတ်နိုင်ခဲ့ပါဘူး။အဲ့ဒီအချိန်မှာစွန်းဟာဆုံးရှုံးမှုဆိုတဲ့ခံစားချက်ကိုပထမဦးဆုံးအကြိမ်သိခဲ့ရပါတယ်။သူဟာဒီဝမ်းနဲ့မှုကိုဘလို့ဖြေဖြောက်ရမှန်းမသိတာကြောင့်သူ့ကိုမွေးဖွားခဲ့တဲ့ကြောက်တုံးဟောင်းကြီးစီကိုပြန်သွားပြီးနှစ်ပေါင်းထောင်ချီအောင်အိပ်ပျော်သွားခဲ့ပါတယ်။နှစ်ပေါင်းထောင်ချီကြာပြီးတဲ့နောက်မှာကဘာကြီးတုန်လှုပ်သွားတဲ့အထိပြင်းထန်တဲ့တိုက်ပွဲတံတွေကြောင့်စွန်းဟာနိုးလာခဲ့ပါတယ်။ဒါကတော့ Black Dragon နဲ့ Silver Dragon တို့ရဲ့တိုက်ပွဲပါ။စွန်းကငါအေးရီကိုနှောက်ယှက်နေတဲ့ဒီရင်ကောင်ကဘယ်ကလဲဆိုပြီးတော့ Black Dragon ကိုအလွယ်တကူပဲနှိမ်နင်းလိုက်ပါတယ်။အဲ့ဒီနောက်မှာတော့ Silver Dragon ကစွန်းကိုအတိတ်ကအကြောင်းတွေကဘာကြီးရဲ့ပြောင်းလဲသွားပုံတွေကိုရှင်းပြခဲ့ပါတယ်။စွန်းကသူ့ကိုမေးခဲ့တယ်။မတိမျိုးဖြစ်ရတာပြင်းစရာမကောင်းဘူးလားတဲ့။ Silver Dragon ကမတိမျိုးဖြစ်ရတာကဘာကြီးနဲ့တက်ရှိတွေကိုကာကွယ်ဖို့တာဝန်ရှိတာလို့ပြန်ဖြေခဲ့ပါတယ်။နောက်ဆုံးမှာတော့ Silver Dragon ကစွန်းကိုနာမည်တစ်ခုပေးခဲ့ပါတယ်။ဒါကစัจ java လာကြီးတစ်ခုလုံးကိုကိုစားပြုနေတဲ့စွန်းဆိုတဲ့နာမည်ပါပဲ။စွန်းကတော့ဘာတွေလျှောက်ပြောနေတာလဲဆိုပြီးတွေးနေပေမဲ့သူ့မှာနာမည်တစ်ခုရှိသွားခဲ့ပါပြီ။အခုတော့စွန်းဟာလမ်းအောင်တောင်ရဲ့အဆောက်အအုံတယောက်အနေနဲ့ရှိနေပါတယ်။သူဟာကောင်းကင်ရံကိုမောကြည့်တိုင်းလီလီကိုတတိယနေတော့မှာပဲ။သူ့ရဲ့စိတ်ထဲကပြောနေမိတာကတော့လီလီရေငါမှနာမည်တစ်ခုရှိသွားပြီကွ။အဲ့ဒါကစွန်းတဲ့ဆိုတာပါပဲ။ဒါကတော့ကျွန်တော်တို့သခင်ကြီးစွန်းရဲ့ဘဝဆက်ကြောင်းပဲဖြစ်ပါတယ်။နောက်ထပ်ဘယ်ဟီးရိုးတွေရဲ့ logo ဒီလိုအသေးစိတ်သိချင်သေးလဲဆိုတာကို comment မှာရေးပေးခဲ့ကြပါဦး။ like and subscribe လုပ်ဖို့လည်းမမေ့နဲ့အောင်နော်။အားပေးကြတဲ့တယောက်ချင်းစီတိုင်းကိုအထူးပဲကျေးဇူးတင်ပါတယ်။နောက်ဗီဒီယိုတွေမှာပြန်တွေ့ကြပါမယ်။